ကဲ brother တို့ဒီနေ့မှာတော့ကျွန်တော်တို့ရန်လာတဲ့လေးလာတောင်ဖြစ်နေလေးလီယာရဲ့ confidence skin နဲ့ကျွန်တော်သွားဆော်မယ်ဗျာ solo ဆော်တော့ကျွန်တော်နိုင်တယ် MVP ပါရတယ်အခု trial သွားဆော်မယ်နိုင်လားမနိုင်လားကြည့်လိုက်ချောင်းချိုးစောင်းရန်လာတဲ့ချောင်းလေးလီယာရပြီလေးလီယာကျွန်တော်လာကွာချစ်စရာလေးလီယာလေးမစ္စတာမင်္ဂလာပါလာဒီဘက်လာရပြီကြားရထွက်သွားမစ္စတာအမေပြေးကျင်နာကောင်းလေးရေးမလာပြီပြေးအေးတပေါ်ပြလိုက်ပြီရေဦးတပေါ်ပြလိုက်ပြီဆိုကြတူရဲထွက်ခေါ်တော့ယောက်ကြည့်တော့မောင်းသေးတော့ရပြီဒါပေမဲ့အမေမစ္စတာ好了，ရပြီဆက်ပဲခေကမ်းပြစားမရသေးရောအောင် what just one hit အဆုံး last hit ပြော one hit တော့ဖြစ်အေးကာကြီးကွာကန်ကောင်းလို့ဒီမှာအာယောဟောင်းကြောင်းမြင်အာယောကိုက်တော့တယ်ဟောဟုတ်တယ်ဖရန်ကိုကဟောင်းနေဘယ်ပါချီအဲ့ရောက်ရင်ဖီနေရဲ့ရန်ရဲ့ဟိုဟာဘာလို့စပီးရဲ့လွဲတာဒါပဲ trial ဆော့လေနိုင်သွားပြီโอเคအတစ်ထွက်တဲ့လေးလီယာ convenience skin ကတော့ normal ဆိုရင်တော့ diamond 349နဲ့ဝယ်လို့ရမယ် premium ဆိုရင်တော့999လုံးနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဝယ်လိုက်မယ်ဆိုရင်တော့အခုကျွန်တော်ပြထားတဲ့ reward တွေကိုရရှိမှာပဲဖြစ်ပါတယ်တငယ်ချင်းတွေကိုလည်း gift လို့ရမှာပဲဖြစ်တယ်